မျိုးမှာမြူမုံတွေကဆိုင်လာဒီချိန်နဲ့သွားတော့မယ်နေရာဟောင်းကိုထားခဲ့ပြီးဒါအနာဂတ်အတွက်ပါနေဆိုပြီးသွားခဲ့တော့လေမတရဘူးဝေးနေလို့နေမေးသွားမလားချစ်စရာမျိုး